ရှေးစွာကဲ့သို့တော့ခွန်ကောင်းချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်ရဲ့ဘုန်းကြီးချင်းရှိပါစေကျွန်တော်ဒီနေ့မှာဒီတမန်ကျမ်းစာထဲမှာဒီယောမအခန်းကြီး15အငယ်73ကဖျားသခင်ဖော်ပြထားတဲ့အကြောင်းအရာလေးကိုကျွန်တော်နည်းငယ်ဝင်ခွာတွားချင်ပါတယ်ပြီးတော့ကျွန်တော်ဒီတရားဟောဆရာဘွဲ့ရပညာတက်လည်းမဟုတ်ဘူးပြီးတော့ကျမ်းစာကျောင်းမှာတက်ပြီးတော့တူလည်းမဟုတ်ပြီးတော့ကျမ်းစာတောင်းမှာဘွဲ့ရပညာရှိလည်းမဟုတ်ဘူးဆိုတဲ့ຢာကိုကျွန်တော်နည်းငယ်ရှေ့စွာပြောချင်တယ်ရှေ့စွာကျွန်တော်ဒီနေ့ဆင်ခြင်ရမယ့်ကျမ်းချက်ကတော့ယောမခန်းကြီး15အငယ်73ဒီမှာဖျားသခင်ဘာဖော်ပြဘာရေးတတ်ထားလဲဆိုရင်တင်တို့ဒီတန်ရှင်းသောဝိညာဉ်တော်၏တကောအားဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းဟာယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တက်တာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျှော်လင့်ခြင်း၏အရှင်ဖျားသခင်သည်ကယ်မတနာတော်မူပါစေသောဆိုပြီးတော့ဒီမှာဖော်ပြထားတဲ့ຢာကိုတွေ့ရတယ်ရှေ့စွာကျွန်တော်ဒီကျမ်းချက်ကိုမတွားခင်ပါဆိုရင်လည်းဒီနိဒန်အစနဲ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အရာကိုဒီမှာဒီတိုင်းမှာကျွန်တော်တွေ့ရတယ်တန်ရှင်းသောဝိညာဉ်တော်ဆိုတာကဒီဘယ်ကနေလာတယ်လဲကျွန်တော်စဉ်းစားမယ်ဘုရားသခင်ကနေကျွန်တော်စဉ်းစားမယ်ဆိုရင်ခရိယန်အနေနဲ့ဆိုတော့ကျွန်တော်စဉ်းစားမယ်ဆိုရင်ဘုရားသခင်တာတော်လာဒါပေမဲ့လာဖြစ်တယ်ပြီးတော့ဒီတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်မျှော်လင့်ခြင်းပါရမီနဲ့ပြေဝစေဖို့ဒီဘုရားသခင်ကဒီမှာရေးသားထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ခရစ်တော်ကိုယ်တိုင်ကလည်းဘုရားကိုခရစ်တော်ဘုရားကိုယုံကြည်တော်သူတွေကလည်းပဲတန်ရှင်းတော်သူတွေဖြစ်တယ်သူတို့ကလည်းပဲဘာမျှော်လင့်ခြင်းအနေနဲ့ဘုရားသခင်ကပေးထားတဲ့အရာဖြစ်တယ်ဒီအရာကဘာလဲဆိုရင်ကျွန်တော်ပျော်ရွှင်ဖို့ပြီးတော့ဝမ်းမြောက်ခြင်းပြီးတော့ဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့ငြိမ်သက်ခြင်းစသဖြင့်ဒီအရာတွေမျိုးမျိုးကိုဘုရားသခင်ကပြင်ဆင်ပေးထားတဲ့အရာကိုကျွန်တော်ဒီမှာကျမ်းချက်ထဲမှာလည်းတွေ့ရတယ်ရှေ့ဆိုဒီနေ့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့ခေါင်းစဉ်ဝင်ငါချင်တဲ့ခေါင်းစဉ်ကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့တကောဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်ကောက်လုပ်ထားတာကိုကျွန်တော်ဒီမှာကောက်လုပ်ထားတယ်ဒီရမှာဆိုရင်ရှေ့ဆိုကျွန်တော်တွေ့ရတာကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့တကောအဖြစ်မျှော်လင့်ခြင်းပါရမီနဲ့ကြွယ်ဝစေခြင်းကဆိုပြီးတော့ကျွန်တော်တွေ့ရတယ်မျှော်လင့်ခြင်းပါရမီဆိုတာကကျွန်တော်တို့ဘာကိုမျှော်လင့်ရမလဲစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့စဉ်းစားမယ်ဆိုရင်မျှော်လင့်ခြင်းဟုတ်တယ်ဒီမျှော်လင့်တဲ့အရာမှာဘာကိုရှိမလဲဘုရားသခင်ကကျွန်တော်တို့ကိုတန်ရှင်းသောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကိုမျှော်လင့်စရာတွေပေးထားခဲ့တယ်ကျွန်တော်စဉ်းစားမယ်ဘာတွေပေးထားခဲ့လဲဘာကိုပေးထားခဲ့လဲဘာကြောင့်ပေးထားခဲ့တယ်လဲဒီကကျွန်တော်စဉ်းစားမယ်ပေးထားခဲ့တယ်ဟုတ်တယ်ဘာတွေပေးထားခဲ့လဲကျွန်တော်စဉ်းစားမယ်ဆိုရင်ဒီထာဝရအသက်တောင်းဟိုဘက်နဲ့ကယ်တင်ခြင်းဆိုတဲ့ဒီမျှော်လင့်ခြင်းကျွန်တော်တို့အတွက်မျှော်လင့်ခြင်းဆိုတဲ့အရာကိုပေးထားခဲ့တယ်ဘာဖြစ်လို့ပေးတာလဲဆိုရင်ကျွန်တော်တို့အားလုံးကပြောမယ်ဆိုရင်ဘုရားသခင်ဖန်ဆင်းတဲ့အချိန်မှာအပြစ်သားမဟုတ်ဘဲနဲ့တန်ရှင်းသူအဖြစ်ဘုရားသခင်ဖန်ဆင်းပေးတယ်တန်ရှင်းတော်လူသားအဖြစ်ဖန်ဆင်းပေးထားတယ်ဒါပေမဲ့ဒီຢာကလည်းပဲလက်ဖျားခြင်းအဖြစ်တော်တော်ကောင်းမိကိုယ်တိုင်ရွေးချယ်ခြင်းအဖြစ်တော်တော်ကောင်းစသဖြင့်ဒီຢာမစပြီးတော့ကျွန်တော်တို့ကဒီအပြစ်သားရတယ်ကျွန်တော်တို့ထံမှာအပြစ်ရောက်ပြီဆိုရင်ဒီအပြစ်ကနေကယ်ဖို့ဘုရားသခင်ကဒီသူ့ရဲ့သားတော်ကိုဆေလွတ်တဲ့ຢာကိုကျွန်တော်ဒီမှာတွေ့ရတယ်ဒီလိုနဲ့ပဲသူ့ရဲ့သားတော်ကိုကျွန်တော်တို့ကယုံကြည်လက်ခံတယ်သူ့ရဲ့သားတော်ကနေကျွန်တော်ကိုကယ်တင်ဖို့လူသားတွေအပြစ်မှကယ်တင်ဖို့ဆိုပြီးတော့ဆင်ကြွလာတဲ့ຢာကိုကျွန်တော်လက်ခံတယ်ဆိုရင်ဒီတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်တို့ထဲမှာကိန်းအောင်တယ်ကိန်းအောင်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကဘာလို့လဲဒီမျှော်လင့်ခြင်းနဲ့မျှော်လင့်ခြင်းဆိုတဲ့ဒီဖျားရဲ့မျှော်လင့်ခြင်းຢာကရရှိခြင်းဖြစ်တယ်ပြောမယ်ဆိုတော့ကျွန်တော်စိတ်နှလုံးထဲမှာဒီတန်ရှင်းသောဝိညာဉ်တော်ကိန်းအောင်တယ်ဆိုရင်ကျွန်တော်တို့ကဒီဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပြေဝဖို့ငြိမ်သက်ခြင်းပြေဝဖို့ရန်ကျွန်တော်တို့ရရှိတယ်ဒီလိုပဲဒီပေါလုကလည်းပဲဆိုရင်တော့ဒီတမန်တော်ပေါလုကလည်းပဲသူကယောမမှာရှိတဲ့ခရိယန်တွေကိုသူကဝမ်းမြောက်ဖို့ငြိမ်သက်ဖို့ပြီးတော့သူတို့ထဲမှာတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်သူတို့ရဲ့အတွင်းနှလုံးသားမှာဝင်ရောက်ပြီးတော့သူတို့အတွက်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းစသဖြင့်အမျိုးမျိုးပြေဝစေဖို့ရန်ရှင်ပေါလုကဆုတောင်းခဲ့တယ်ယောမမှာရှိတဲ့သူတို့ဆုတောင်းပေးတယ်ယောမအခန်းကြီး8ငွေ24မှာဆိုရင်လည်းပဲငါတို့ဒီမျှော်လင့်ခြင်းအဖြစ်ကယ်တင်ခြင်းတို့ရောက်ကြ၏ဆိုပြီးတော့သူပြောထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီမှာလည်းပဲငါတို့ဒီမျှော်လင့်ခြင်းအဖြစ်ကယ်တင်ခြင်းတို့ရောက်ကြ၏ပြောမယ်ဆိုရင်မမျှော်လင့်ထားဘူးဆိုရင်ဒီကယ်တင်ခြင်းကလည်းကျွန်တော်တို့ရရှိမှာမဟုတ်ဘူးပြီးတော့ဒီမှာမျှော်လင့်ခြင်းအဖြစ်ကယ်တင်ခြင်းတို့ရောက်ကြ၏ဆိုပြီးတော့သူပြောထားတယ်ဒီကယ်တင်ခြင်းကလည်းပဲကျွန်တော်တို့မျှော်လင့်နေတဲ့အရာကျွန်တော်တို့ဒီပြောမယ်ဆိုတော့ကဘာဦးအစကနေဖျားသခင်ကဖန်ဆင်းတဲ့အစကနေလူသားတွေမျှော်လင့်နေတဲ့ဒီအပြစ်ပြုလုပ်ခြင်းကနေစပြီးတော့လူသားတွေမျှော်လင့်နေတဲ့ဒီကယ်တင်ခြင်းဒီຢာကိုဘယ်မှာပြန်ပေးလဲဆိုရင်တော့ဓမ္မတစ်ကာလပြောမယ်ဆိုတော့ AD နောက်ပိုင်းမှာပြန်လည်ပြီးတော့ပေးထားတဲ့ဘုရားသခင်မရှိယအနေဖြင့်ကယ်တင်ရှင်ကိုပြန်လည်ပြီးတော့လူလောကကိုဆေလွတ်ပြီးတော့သူအဖြစ်ဘုရားသခင်သားတော်အဖြစ်ဒီလူသားကိုပြန်လည်ပြီးတော့အပြစ်ကကယ်ချွတ်ပြီးတော့ထာဝရအသက်ကိုရရှိဖို့ကျွန်တော်တို့ကိုပေးထားခဲ့ဒီຢာကကျွန်တော်တို့
ယုံကြည်သူတိုင်းရဲ့မျှော်လင့်ရမယ့်အရာဖြစ်တယ်အဲကြောင့်မလို့ဒီမျှော်လင့်ခြင်းကိုပေးထားတယ်ကျွန်တော်မျှော်လင့်တဲ့အရာအဖြစ်ကျွန်တော်ကယ်တင်ခြင်းကိုရတယ်ကျွန်တော်ဒီအရာကိုမမျှော်လင့်ဘူးပြီးတော့ဒီကျွန်တော်ကိုအပြစ်မရှိဘူးလို့ထင်တဲ့သူကလည်းlevel ထင်တော့သူဒီ level ပြောမှဆိုရင်တော့သူတို့မှမျှော်လင့်စရာလည်းမရှိဘူးဘာလို့ဆိုတော့ကိုအပြစ်ရှိတယ်ဆိုရင်ဒီအပြစ်ကကယ်ချွတ်ဖို့အရာလိုတယ်ဆိုတဲ့အရာကိုမိမိစိတ်ထဲမှာထင်တယ်ဆိုရင်ဒီအရာကထင်နေတဲ့သူတွေကဘယ် level ကယ်တင်ခြင်းကိုရမယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်မျက်စိနဲ့မြင်တွေ့နေတဲ့အရာကကျွန်တော်ပြောမှဆိုတော့မျှော်လင့်လို့မရဘူးဘာလို့ဆိုတော့ကတင်ချင်းထာဝရတဲ့ဆိုတာကကျွန်တော်မျက်စိနဲ့လုံးဝမြင်လို့မရတဲ့အရာဖြစ်တယ်ဒီအရာကိုဖျားကိုယ်တိုင်ကပေးထားတယ်ဒီသူ့ရဲ့တားတော်အဖြစ်ကျွန်တော်တို့ကိုပေးထားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါပေမဲ့ဒီအရာကဘယ်ချိန်မှာပြည့်စုံလာမလဲဘယ်ချိန်မှာဖြစ်လာမလဲဘယ်ချိန်မှာပြည့်စုံမလဲဆိုတာကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်ဒီအနာဂတ်ပြောမှဆိုတော့ဒီကျွန်တော်အနာဂတ်ကာလမှာပြည့်စုံမှာဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ပြမလွတ်မြောက်ပြီးတော့ဒီဆင်းရဲဒုက္ခအမျိုးမျိုးတည်ခြင်းလွတ်မြောက်ချက်တည်းဖြစ်ဒုက္ခအမျိုးမျိုးမှကျွန်တော်တို့ကိုကဲချွတ်ပြီးတော့ဒီယုံကြည်ခြင်းကဲချွတ်ပြီးတော့ဒီအရာတွေလွတ်မြောက်တဲ့အချိန်မှသာလေရင်ဒီအရာကပြည့်စုံမယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်မျှော်လင့်ခြင်းကပြောမှဆိုတော့ဒီနောက်လာမယ့်အနာဂတ်ကာလနဲ့သာဆိုင်တဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနားမှာအနေငယ်တွေ့ရတာဖြစ်တယ်ပြီးတော့နောက်တစ်ချက်အနေဖြစ်ဆိုရင်ကျွန်တော်ဝမ်းမြောက်ခြင်းဒီဝမ်းမြောက်ခြင်းကလည်းပဲဘာလို့ဆိုလို့တဲ့ဘာလို့ပြောထားတယ်ဆိုရင်တော့ဝမ်းမြောက်ခြင်းဒီတန်ရှင်တော်ဝိညာဉ်တော်အပြင်ခရစ်တော်ပေးတော်ဝိညာဉ်ရဲ့ဝမ်းမြောက်ခြင်းဖြစ်သည်ဆိုပြီးကျွန်တော်တွေ့ရတယ်ဒီဝမ်းမြောက်ခြင်းကဒီခရစ်တော်ပေးထားတယ်ဘာလို့ဆိုတော့ကျွန်တော်စိတ်နှုံးထဲမှာပြောမှဆိုတော့လူသားတွေအနေနဲ့ဆိုရင်စဉ်းစားကြည့်မယ်ဆိုဝမ်းမြောက်ခြင်းကအင်မတန်မှရှားပါတယ်လူသားတွေကလည်းပြောမှဆိုတော့ဒီဝမ်းမြောက်ခြင်းလော်ကီရဲ့ဝမ်းမြောက်ခြင်းအဖြစ်တော်တော်ကောင်းစသဖြင့်ဝမ်းမြောက်ဖို့သူတို့ရဲ့အပြင်ပန်းတရံအဖြစ်တော်တော်ကောင်းအတွင်းအဖြစ်တော်တော်ကောင်းသူတို့အတိအကျဝမ်းမြောက်ဖို့သူတို့ရှာဖွေကြတယ်ဒါပေမဲ့ဒီဝမ်းမြောက်ခြင်းကသူတို့ရရှိခံစားလားဆိုရင်ရရှိခံစားတယ်တိုးတော်လည်းပဲဒီအရာကမတည်မြဲဘူးဘာလို့ဆိုတော့ဝမ်းမြောက်ခြင်းကဘာလို့မတည်မြဲဒီဝမ်းမြောက်ခြင်းကဘာလို့မတည်မြဲတာလဲဆိုရင်သူတို့ရဲ့စိတ်ခံစားချက်ပြောမှဆိုတော့ခဏတာပေါ့ပြောမှဆိုတော့ခဏတာလည်းသူတို့ရဲ့စိတ်နှုံးထဲမှာကိန်းအောင်နေတဲ့အတွက်ကြောင့်ဒီဟာဝမ်းမြောက်ခြင်းကမတည်မြဲတာဆိုတော့တွေ့ရတယ်ဒီလော်ကီရဲ့မှာရရှိတဲ့ဝမ်းမြောက်ခြင်းကဆိုရင်လည်းပဲကျွန်တော်တို့ခက်တစ်ခုဘေးရန်တဲ့တစ်ခုဘေးနာလာနောက်ရှစ်တစ်ခုအဖြစ်တော်တော်ကောင်းစသဖြင့်အတိအကျလာနောက်ရှက်တဲ့အခါမှာဆိုရင်ဒီဝမ်းမြောက်ခြင်းကပျောက်ကွယ်သွားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့လိုမျိုးပဲဒါပေမဲ့ဒီမှာဖော်ပြထားတဲ့အရာကဝမ်းမြောက်ခြင်းကကြတော့ဘုရားသခင်ရဲ့တားတော်တန်ရှင်တော်ဝိညာဉ်တော်ကနေရရှိခြင်းဖြစ်တယ်ဒီကနေရရှိတဲ့ဝမ်းမြောက်ခြင်းကဆိုရင်လုံးဝပျောက်ကွယ်သွားတော့ဘာလို့ဆိုတော့ကျွန်တော်တို့ကိုဘုရားကစုံစမ်းခြင်းဒီယုံကြည်သူတွေပြောပြဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကိုတကယ်လက်တွေ့ရရှိခံစားတဲ့သူတွေကတာလျင်လက်တွေ့ခံစားရရှိတဲ့သူတွေကဒီဖျားရဲ့စုံစမ်းနောက်ဆက်ခြင်းအဖြစ်တော်တော်ကောင်းဘေးပတ်ဝန်းကျင်အဖြစ်တော်တော်ကောင်းပတ်ဝန်းကျင်တိတိရလာပြီးတော့နောက်ဆက်တဲ့အရာတွေကအရာတွေကြုံရရင်လည်းပဲသူတို့မှရရှိခံစားတဲ့ဒီဝမ်းမြောက်ခြင်းကပျောက်ကွယ်မသွားဘူးဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်ကျွန်တော်ပြောဆိုတာပဲသူလိုပဲဒီကျွန်တော်တို့တဘာဝဒီပတ်ဝန်းကျင်အဖြစ်ရရှိတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းကဆိုရင်အချိန်အတိုင်းတာတစ်ခုထိပဲပြန်လေရရှိကြာမြောင်းတယ်ဘာလို့ဆိုတော့ဒီຢာကခဏတာလင်ပြန်လေပြီးတော့ပျောက်ကွယ်သွားမဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ကျွန်တော်တကယ်စစ်မှန်တဲ့ဝမ်းမြောက်ခြင်းရရှိဖို့ဆိုရင်ကျွန်တော်စိတ်နှလုံးထဲမှာခရစ်တော်ကိုစစ်မှန်တော့ခရစ်တော်ကိုစစ်မှန်လက်ခရစ်တော်ကိုတကယ်မိမိကတိပါရှင်ဖြစ်လက်ခံတော့သူမှတာလင်ဒီစစ်မှန်တော့ဝမ်းမြောက်ပျော်ရွှင်ခြင်းကိုရရှိတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်ဝမ်းမြောက်ပျော်ရွှင်ပြီဆိုရင်ကျွန်တော်ထဲမှာဘာအလိုလင်းဘာဖြစ်လာလဲဆိုရင်ကျွန်တော်စိတ်နှလုံးထဲမှာငြိမ်သက်တယ်ဘာလို့ဆိုတော့ဒီငြိမ်သက်ခြင်းကကျွန်တော်ရဲ့စိတ်နှလုံးထဲမှာရောက်ရှိတယ်ဘာလို့ဆိုတော့ဒီဝမ်းမြောက်ခြင်းမရှိဘူးပြောမှဆိုတော့ကိုယ့်ရဲ့ကတင်ထားပါတော့မိမိကတင်ပန်ရှင်ဖြစ်ဒီခရစ်တော်ကိုလက်မခံတော့သူတွေကဆိုရင်ဒီသူတို့စိတ်နှလုံးထဲမှာမငြိမ်မသက်မှုတွေကြုံရဘာလို့ဆိုတော့မိမိတည်ရင်ကိုယ့်ကိုတည်ရင်ဘယ်တော့မှလဲငရဲတော့မလားကောင်းတဲ့နေရာတော့မလားမကောင်းတဲ့နေရာတော့မလားစသဖြင့်သူတို့မိမိတွေ့ဝင်နေတတ်တယ်ဒါပေမဲ့ဒီမှာခရစ်တော်ကိုမိမိကတင်ပန်ရှင်ဖြစ်လက်ခံတော့သူကတာလျင်သူတို့စိတ်နှလုံးထဲမှာငြိမ်သက်ခြင်းစစ်မှန်ကိုရရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီမှာလည်းပဲငြိမ်သက်ခြင်းဒီလည်းတန်ရှင်တော်ဝိညာဉ်တော်အပြင်ခရစ်တော်ပေးတော်ဝိညာဉ်ရဲ့ငြိမ်သက်ခြင်းဖြစ်တယ်ငြိမ်သက်ခြင်းဆိုတာကကျွန်တော်တို့ဒီအပြင်ပန်းတရံငြိမ်သက်ခြင်းမဟုတ်ကျွန်တော်စိတ်လုံးငြိမ်သက်ခြင်းဖြစ်တယ်ဒါပေမဲ့ဒီစိတ်လုံးငြိမ်သက်ခြင်းကဒီလော်ကီရေးရဆိုတော့ပဲတော်ဝမ်းမြောက်ခြင်းလိုမျိုးပဲလော်ကီရေးရကနေရရှိတဲ့ငြိမ်သက်ခြင်းမျိုးမဟုတ်ဘဲနဲ့သူများရဲ့နှိမ့်သိမ့်မှုပါငြိမ်သက်ခြင်းရရှိမျိုးမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကထမရရှိတဲ့ငြိမ်သက်ခြင်းမျိုးဖြစ်တယ်ယောဟန်ခန်းကြီး14အငယ်29မှာလည်းပဲယေရှုပေးထားတယ်ယေရှုပေးထားတဲ့အကြီးမားဆုံးကျေးဇူးတော်တစ်ခုကငြိမ်သက်ခြင်းဖြစ်တယ်ပြောမယ်ဆိုတော့ယေရှုကကျေးဇူး
ကြီးမားဆုံးစုကျေစုပေးထားခဲ့အဲ့ဒီຢာကကျွန်တော်ငိန်တချင်းဖြစ်တယ်အဲ့ဒီငိန်တချင်းကလည်းပဲပြောမယ်ဆိုရင်တော့လူသားတွေအထက်တရှင်တော်ဝိညာဉ်တော်ကကျွန်တော်သားထဲမှာကိန်းအောင်တဲ့အခါမှာအဲ့ဒီငိန်တချင်းကကျွန်တော်ထက်မှာရရှိတယ်ဆိုတဲ့ຢာကိုတွေ့ရတယ်ကျွန်တော်ပြောမယ်ဆိုရင်လော်ကီရငိန်တချင်းကလည်းပဲကျွန်တော်ကြာမခံဘူးပြောတယ်ပေါ့ဘင်းသားအစီတာနောက်ရှက်လာဖြစ်တော်ကောင်ဒီငိန်တက်တဲ့အရာကမတော်တဆဒီကိုယ့်ရဲ့ဆွေမျိုးသားချင်းအဖြစ်တော်ကောင်စတဲ့ဖြစ်သူတို့ဘင်းနဲ့ဒုက္ခကြုံတွေ့တဲ့အဖြစ်တော်ကိုယ့်ရဲ့တာသမီဖျက်နာချင်းအဖြစ်စတဲ့ဖြစ်သူတို့ကြုံတွေ့ရတဲ့အခါမှာဒီငိန်တချင်းကပျောက်ကွယ်သွားတော့ဆိုတော့ဆိုရင်ပုံမှန်မှုတွေပြန်ရှိတယ်ကိုတာသမီအခြေအနေရေးပေါ်ကြောင့်စေုံစီခံတက်ရောက်စေကူတိုက်တဲ့အချိန်မှာမိမိစိတ်နှုံးထဲမှာငိန်တချင်းတွေမရှိနိုင်ဘူးအဲ့လိုမျိုးပဲဒီတို့ပဲသူတို့တွေကငိန်တချင်းမရနိုင်တဲ့အရာဖြစ်တဲ့ဒီຢာတွေကလော်ကီရေးရနောက်ရှစ်မှုတွေဖြစ်တယ်ဆိုတဲ့ຢာကိုကျွန်တော်တွေ့ရတယ်ဒီຢာကပြောမှဆိုတော့ဖျားရဲ့စူးစမ်းနောက်ရှစ်ချင်းတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီຢာကိုဒီယုံကြည်တော်သူပေါ့ပြောမှဆိုတော့ခရိယာယုံကြည်သူကေတင်ချင်းရှိပြီးတော်သူတွေကတာလျင်ဒီလိုငိန်တချင်းမျိုးဒီလိုမျိုးပြဿနာကြုံတွေ့တဲ့အခါမှာပူပန်ခြင်းမရှိဘဲနဲ့သူတို့တော့ငိန်တချင်းမျိုးရရှိမယ်ဆိုတဲ့ຢာကိုဒီမှာတွေ့ရတယ်ခရထမရရှိတဲ့ငိန်တချင်းကဆိုရင်ဒီပြောတယ်လို့ပဲဝိညာဉ်ရေးငိန်တချင်းဖြစ်တယ်ဒီဝိညာဉ်ရေးငိန်တချင်းကဒီဘယ်ပတ်ဝန်းကျင်လာတဲ့အခါမှာခံနိုင်တယ်ပတ်ဝန်းကျင်ပါခက်ခဲစီးသားပဲလာပါစေဒီဝိညာဉ်ရေးငိန်တချင်းကကျွန်တော်စိတ်နှုံးထဲမှာရှိတဲ့ငိန်တချင်းကိုလုံးဝမဖြစ်စီနိုင်ဘူးအဲ့ဒီဆိုတဲ့နှက်ချက်ချင်းကိုခံနိုင်ပြီးတော့ကျွန်တော်စိတ်နှုံးထဲမှာရှိတဲ့ယေရှုရှိနေလေရင်ဆိုရင်ပူပန်ခြင်းပြီးတော့ဒီကြောက်ရွံ့ခြင်းဖြစ်တော်ကောင်းစားတဲ့ဖြစ်ကျွန်တော်ထဲမှာမငိန်တက်မှုတွေတော်ကောင်းစားတဲ့ဖြစ်အတိတိတွေကပျောက်ကွယ်သွားတယ်ဆိုတဲ့ຢာကိုတွေ့ရတယ်ကျွန်တော်လောကီမှာရှိတဲ့ဆင်းရဲဒုက္ခပြဿနာကဒီတန်ရှင်းသောဝိညာဉ်တော်တကူကရရှိတကူဖြစ်ရရှိလာတဲ့ဒီဝိညာဉ်ရေးရာဝမ်းမြောက်ခြင်းဖြစ်တယ်ငိန်တချင်းကလည်းပဲကျွန်တော်တို့နှုတ်ဖြစ်စီလို့မရတော့ဘူးဖျက်သခင်ရဲ့တန်ရှင်းစိတ်နှလုံးဖျက်သခင်ရဲ့သူ့ရဲ့ဒီတားတော်ကိုကျွန်တော်စိတ်နှလုံးယေရှုကကျွန်တော်စိတ်နှလုံးထဲမှာကဲအောင်နေတယ်ဆိုရင်ဒီຢာတွေကမရတော့ဘူးကျွန်တော်ဒီຢာမှာကျွန်တော်စိတ်နဲ့ဆင်ခြင်ရမယ်ဆိုရင်တော့ဖျက်သခင်ကကျွန်တော်တို့ကိုဒီပြောမယ်ဆိုတော့ကျွန်တော်တို့ရဲ့ကိုဖန်ဆင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စားတောက်တဲ့အရာဒီကျွန်တော်တို့ပြုမှုနေတဲ့နေထိုင်တဲ့အရာကိုဖျားသခင်ကမကြည့်ဘူးကျွန်တော်ဖျားသခင်တာတွေကိုဂရုမစိုက်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကစားတောက်တယ်ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့စားတောက်တယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတဲ့အရာကိုပဲစားချင်တယ်ဖျားကကျွန်တော်တို့ကိုမစားနဲ့လို့တားမြစ်ထားတဲ့အရာတွေလည်းကျွန်တော်တို့စားတယ်ဘာလို့ဆိုတော့ဒီအသွေးပြောဆိုတော့အသွေးကိုလည်းပဲဖျားသခင်ကတားမြစ်ထားတယ်ဘာလို့ဆိုတော့အသွေးကအပြစ်ဖြစ်တဲ့အတွက်ကြောင့်တားမြစ်ထားတယ်ဒီຢာကိုလည်းပဲကျွန်တော်ယုံကြည်သူတွေများတော့အဖြစ်အခုချိန်မှာဒီအသွေးကိုပဲစားချင်ကြတယ်ဒါပေမဲ့ဒီမှာဆိုရင်လည်းပဲဖျားသခင်ကကျွန်တော်စားတောက်တဲ့အရာကိုသူကဂရုမစိုက်ဘူးဘာလို့ဆိုတော့ဒီကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်ပေါ့ကျွန်တော်ခန္ဓာကိုယ်ကဖျားသခင်ဗိမာန်တော်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်သူရဲ့ခန္ဓာကိုယ်ကတန်ရှင်းသောဝိညာဉ်တော်ဗိမာန်တော်ဖြစ်တယ်ဆိုပြီးတော့ဖျားသခင်ကပြောထားတယ်ဒီမှာကျမ်းစာထဲမှာဒီယုံကြည်သူရဲ့အသက်တာမှာဆိုရင်လည်းသူတို့ရဲ့အတွင်းအထက်မှာခရစ်တော်ကင်းအောင်နေပြီဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီဆော့ပြောသူတို့ငင်တချင်းစားတဲ့ဖြစ်ဒီအရာတိတိကိုသူတို့ကခံနိုင်တယ်ဒီဆိုစနောက်ဆက်ချင်းဘေးပတ်ဝန်းကျင်နောက်ဆက်ချင်းအဖြစ်တိတိကိုလည်းသူတို့ကခံနိုင်တဲ့အရာကိုကျွန်တော်တွေ့ရတယ်ကိုရိုရဲ့အတင်းတော်ဆိုတာကျွန်တော်ယုံကြည်သူများရဲ့အတွင်းနှလုံးသားဖြစ်တယ်ဒီအတွင်းနှလုံးသားကိုဖျားသခင်ကကြည့်တယ်ကျွန်တော်ရဲ့ပြင်ပန်းတရံကိုဖျားသခင်ကမကြည့်ဘူးကျွန်တော်စတောက်တဲ့အရာကိုလည်းပဲဖျားသခင်ကဂရုမစိုက်ဘူးမကြည့်ဘူးကျွန်တော်ဘာကိုကြည့်လဲဆိုရင်ကျွန်တော်ရဲ့အတွင်းနှလုံးသားကိုကြည့်တယ်ဆိုတဲ့အရာမှာကျွန်တော်အတွင်းနှလုံးသားမှာတကယ်ပဲခရစ်တော်ကကျွန်တော်ကတင်ပိုင်ရှင်ဖြစ်လက်ခံရရှိနေရပြီလားပြီးတော့ကျွန်တော်ရဲ့အတွင်းနှလုံးသားမှာတကယ်ပဲယေရှုခရစ်တော်ရှိနေပြီလားဆိုတဲ့အရာကိုဖျားသခင်ကကြည့်တယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်ကျွန်တော်ထက်မှာယေရှုခရစ်တော်အဖြစ်ဒီမှာမျှော်လင့်ချေဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းအပေါင်းတို့ကပြည့်စုံနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီလိုပဲကျွန်တော်ရဲ့ယုံကြည်သူခရိယန်ချင်းမှာလည်းပဲသူတို့ရဲ့စိတ်နှလုံးထဲမှာခရစ်တော်မိမိကတင်ပါရှင်လက်ခံပြီးတော့သူတို့ကလက်ခံပြီးတော့သူတို့ရဲ့စိတ်နှလုံးထဲမှာပဲတကယ်ပဲပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းစသဖြင့်ဒီຢာကသူတို့ရဲ့ဒီခရိယန်ယုံကြည်သူတွေရဲ့ချင်းမှာပြောမယ်ဆိုတော့တရားတော်ချင်းဒီချစ်ချင်းမေတ္တာရှိဖို့ဒီဖျားသခင်ကပြောထားတဲ့အရာကိုဒီမှာတွေ့ရတယ်သူတို့ရဲ့ဒီငြိမ်သက်ခြင်းရှိရဆိုရင်တုံးနဲ့တုံးငြိမ်သက်ခြင်းရှိတယ်ဆိုရင်ခိုင်ရန်ဖြစ်ပွားမှုလည်းမရှိနိုင်ဘူးပြီးတော့သူတို့ရဲ့အပေါ်မှာဖျားသခင်တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တဲ့ကြောင့်သူတို့ရဲ့တရားမကျေနပ်မှုတွေလည်းပဲမရှိတဲ့အတွက်ကြောင့်သူတို့ကတရားဒီညီကိုရင်းတဖွဲ့ချစ်ခင်နေနိုင်တဲ့ဆိုတဲ့အရာကိုဒီမှာကျွန်တော်ဒီချမ်းချစ်အပြင်ကျွန်တော်တွေ့ရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့အနေငယ်ဒီခရစ်ရဲ့ယုံကြည်သူတွေကိုကျွန်တော်တိုက်တွန်းရင်းနဲ့ကျွန်တော်ဒီနေ့မှာတိုက်တွန်းပေးသွားချင်ပါတယ်။ကျန်တဲ့တော့သူရောက်စီတိုင်းပုံမှာဖျားသခင်တာဝန်ကြီးချင်းရှိပါစေ။